အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ကိုချေလိုပဲကြည်ကြည်မဟုတ်လိုပဲကြည်ကြည်ဘယ်လိုပဲကြည်ကြည်လူတွေအားလုံးအတွင်းအကျိုးစီစီမဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်မျှဝေပေးတော့မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအစားဆုံးကြည်စီခြင်းပါတယ်အစားဆုံးကြည်ပြီးရင်ဘယ်လိုဆင်ခြင်ပြီးတော့နေတော့ရမယ်ဆိုတာသိတော့မှာပါဒါကြောင့်စားလိုက်ကြရအောင်နော်ပါဇက်စီကံရှိကြပါစေဘုံဘုံတို့တွေပဝန်းကျင်မှာကြားနေကြရတယ်လက်ဖက်ရည်ဆိုင်မှာဘီယာဆိုင်မှာဆဲတန်တွေဆိုတန်တွေလိုင်းပေါ်မှာတယောက်နဲ့တယောက်မကြည်နပ်တဲ့အချက်တွေကိုဆဲကြတာတွေဆိုကြတာတွေဆဲကြဆိုကြတဲ့အခါမှာအမေကင်ပြီးတော့မှဆဲကြတာတွေအများစွာတွေ့ရပါတယ်အဲ့လိုကိုယ့်ရဲ့ပါဇက်ကိုထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲနဲ့ဆဲကြတာတွေဆိုကြတာတွေဟာဘယ်လိုဆိုးကျိုးတွေပေးနိုင်တယ်လဲပေါ့လူတယောက်ကလာပြီးတော့မိထားတာဖြစ်ပါတယ်အဲ့တော့ဒီပါဇက်မစည်းကမ်းမရှိဘူးဆိုရင်ဆိုးကျိုးကဘာတွေတက်ရောက်မှုရှိနိုင်လဲလို့ဆိုရင်မြတ်စွာဘုရားလက်ထက်ကယာနာထေရီမကြီးနှစ်ပါးထိုင်နေတဲ့အချိန်မှာတပားကမေးတယ်ဘာဖြစ်လို့ယာနာထေရီမကြီးအဖြစ်ပို့လာရတာလဲသာသနာပေါင်းတွေကိုဝင်လာရတာလဲဆိုတဲ့အကြောင်းကိုပြန်ပြောင်းပြီးတော့မှမေးတဲ့အခါမှာသူ့ဘဝရဲ့ဇာတ်ကြောင်းကိုပြန်လည်ပြီးတော့မှပြောပြပါတယ်အဲ့ဒီယာနာထေရီမကြီးရဲ့လို့မဖြစ်လာခင်မှာလူဘဝမှာနေစဉ်အခါတုန်းကကုံတဲ့တူးနဲ့ညားခဲ့ပါတယ်အဲ့ဒီကုံတဲ့ဟာကုံရောင်းကုံဝယ်လုပ်မယ်ဆိုပြီးတော့ခရီးထွက်သွားလိုက်တာတော်နဲ့ပေါ်မလာတော့ဘူးတဲ့သူနဲ့ရတဲ့ကိုဝန်ကဘိုက်ထဲမှာကြံခဲ့ပါတယ်ရောက်ခမဖြစ်တဲ့သူကလည်းဗျာအဲ့ဒီဘိုက်ထဲကရတဲ့ကိုဝန်ဟာသူ့သားနဲ့ရတဲ့ကိုဝန်မဟုတ်ပါဘူးဆိုပြီးအိမ်ပေါ်ကနေနင်းချလိုက်ပါတယ်အဲ့လိုကိုဝန်အရင်မကြီးနဲ့ရှောက်သွားနေရင်းနဲ့ဇေယျပြက်ဇေယျအိုတဆောင်ပေါ်ရောက်တော့အဲ့ဒီမှာကလေးမွေးပါတယ်အဲ့ဒီရတဲ့ကလေးကိုဇေယျပြက်ပေါ်မှာခဏတိတ်ထားခဲ့ပြီးတော့ရေရှာထွက်အောင်မယ်ဆိုပြီးရေရှာထွက်လိုက်တာခရီးသွားတဲ့ပုံကိုယ်တွေကလည်းပဲအဲ့ဒီဖြစ်ထားခဲ့တဲ့ကလေးဟာစွန့်ပစ်ကလေးပဲဆိုပြီးကောက်ယူတော့ပါတယ်ရေရှာပြီးတော့ပြန်လာတော့သူ့ကလေးကမတွေ့တော့ဘူးဒါနဲ့ပဲစိတ်ညစ်ညစ်နဲ့ဟိုသွားဒီသွားရှောက်သွားရင်းနဲ့တံမြဘုံနဲ့ညားပြန်ပါတယ်တံမြဘုံနဲ့ညားလိုက်တာသမီးမိန်းကလေးတယောက်ရပါတယ်အဲ့ဒီကလေးလေးကိုပကက်ထဲမှာသိပြီးတော့မှပကက်လွဲတဲ့အချိန်မှာပဲကလေးမလေးကအောက်ကိုပြုတ်ကျပြီးတော့ခေါင်းပေါက်သွားပါတယ်ဒါနဲ့ပဲသူ့ယောက်ျားဓမြဘူကြီးပြန်လာရင်သူ့ကိုအသေးရိုက်တော့မယ်ဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးပါတယ်အဲ့ဒါနဲ့နေရှည်လာများပေါ့ဗျာခရီးသွားနေရဲ့ရှောက်သွားနေရဲ့နဲ့အသက်ငယ်ငယ်ကုံတယ်လေးတယောက်နဲ့ညားပါတယ်အဲ့ဒီလိုပဲပေါင်းတင်လာလိုက်တာအဲ့ဒီကုံတယ်လေးကလည်းပဲဒီသူနဲ့ပေါင်းဖက်ဖို့အတွက်အမျိုးသမီးငယ်ငယ်လေးတယောက်ထပ်မံပြီးတော့မှခေါ်လာပါတယ်ခေါ်လာတော့အဲ့ဒီမှာမိန်းမနှစ်ယောက်ပေါ့လေမိန်းမနှစ်ယောက်ယူထားတာပေါ့မိန်းမကြီးဖြစ်တဲ့သူကအဲ့ဒီမိန်းမငယ်ကိုခေါင်းမှာတန်းရှာပေးရင်းနဲ့ခေါင်းကအမာရွတ်ကိုသွားပြီးတော့တွေ့ပါတယ်ဒါနဲ့ပဲသူ့သမီးလေးနဲ့တူလိုက်တာလို့သူ့ဘဝဇာတ်ကြောင်းကိုပြန်မေးလိုက်တဲ့အခါမှာဓမြဘူကြီးရဲ့သမီးဖြစ်ကြောင်းသူ့အမေကသူ့ကိုပြစ်ပြီးတော့မှသွားကြောင်းပြောပြတော့အော်လက်စားတတ်တော့ငါသမီးလေးပါလားဆိုပြီးသားအမိနှစ်ယောက်တယောက်ရဲ့ဘဝကိုတယောက်ပြန်ပြောပြရင်းနဲ့ချုံပွဲချငိုကြတယ်တဲ့သူတို့ရဲ့လင်သားရောက်လာတဲ့အခါမှာသူ့ရဲ့လင်သားအကြောင်းလည်းမေးကြည့်တော့အမှန်ပါတဲ့ကျွန်တော်ဟာဇေယျပြက်ဇေယျအိုမှာအမေကပြစ်ထားခဲ့တာလို့လည်းပြောလိုက်ရောအဲ့ဒီမှာသားအမိ၃ယောက်ဖက်ပြီးတော့မှငိုကြတယ်တဲ့ကြည်စံဘလောက်တောင်ကြောက်စရာကောင်းလိုက်တယ်လေဒါတွေကဘာဖြစ်လို့ဒီလိုဆိုးကျိုးတွေခံစားခဲ့ရတာလဲလို့ဆိုရင်ဘဝတစ်ခုမှာမကြည်နပ်တဲ့ပုံကိုယ်တွေကိုငါကင်ပြီးတော့ငါတုပ်ပြီးတော့မှဆဲခဲ့တဲ့အကျိုးရလာဒီဘဝမှာကိုယ့်ရဲ့သားနဲ့လည်းပဲလင်တော်ရတယ်ကိုယ့်ရဲ့သမီးနဲ့လည်းပဲနော်အတူတူပေါင်းဖက်ကြရတယ်ဘလောက်တောင်ဆိုးလိုက်တဲ့အဖြစ်မျိုးလေဒါကြောင့်မို့လောကကြီးမှာဆဲနေကြတာတွေစိုးနေကြတာတွေအများစွာရှိပါတယ်အဲ့တော့ဒီပါဇက်ဟာဘုရားစာရွတ်ရင်လည်းပဲကုသိုလ်ရတယ်လို့သူတို့ဘာကိုဆဲရဲတိုင်းထွာမယ်ဆဲရဲတိုင်းထွာတဲ့ဆိုတဲ့နေရာမှာအမေကင်ပြီးတော့မှဆဲတယ်အဖေကင်ပြီးတော့မှဆဲတယ်ငါကင်ပြီးတော့မှဆဲတယ်
အဲ့ဒီလိုဆဲကြဆိုကြတဲ့ပို့ကိုယ်တွေဒီအခုရဟန္တာဒီမာကြီးဒုက္ခရောက်တယ်လို့ပဲရဟန္တာဒီမာကြီးရဲ့ဘဝဇာတ်ကြောင်းလို့ပဲမကောင်းတဲ့ဘဝတွေနဲ့ပဲကြုံတွေ့ကြရပါလိမ့်မယ်အဲကြောင့်မို့အဇက်စီကံရှိကြပါခင်ဗျာအားလုံးပဲကြမ်းမှချမ်းသာကြပါစေ